ရင်အစောရရဲ့ဒီတာတော့တော့ဝေရဒီကနောက်မှာကိုရှင်မိုးနိုင်လဲလာကြအောင်အဲ့ဒါစာလူလေးတွေကျွတ်တက်များလို့အကောင်ရွှေမိုးကတော့တင်းငိမ့်ကုန်ရရတီဖြစ်ပါတယ်ချွတ်ထွက်များလို့ရေတဆုံရရတီတာအကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်တို့အမြဲတမ်းချွေးတွေကြားမှာရုပ်ကဲလှူရှာနေကြရတဲ့ဘဝသမားလေးအောင်စမှုအတွက်ဘဝသမားလေးအောင်စမှုရဲ့စင်းတော်လို့ဘဝသမားလေးရဲ့ဘုံငယ်ကလေးတွေကတို့ရလေးဒီအောင်မှမင်းပွားဇာတိချက်မြုပ်ဝိရမြေကနေတစားစီချက်တို့မွေးရနေကိုအင်းမင်းဦးအစင်းတော်လို့စူးစမ်းလာခဲ့ရတယ်ကျွန်တော်ရဲ့ဘောအလေးပဲဖြစ်ပါလေကျွန်တော်ကဘလို့ဒီစူးစမ်းလာခဲ့ရတယ်ဆိုရင်ဘုံငယ်ကလေးတွေကစက်ပြစ်သားလောက်ကြီးอ่ะကျွန်တော်ဟာလောဒရှင်နဲ့လေထုံးကိုက်ခုံအဲ့နွားယူလေရိုက်တယ်အမေစဘာမင်းတွေပါအဲ့လေမတော်အဲ့နွားကြီးနဲ့ကောင်ရိုက်တယ်တက်လိုက်တော့ကိုင်းမင်းနဲ့စဘာမင်းတော့မသိဘူးကဲစင်းတော့စူးစမ်းလာခဲ့ရတယ်ဘောပါဒီလိုချိန်ဒီလိုနေထားမှာဖြစ်နေပေမဲ့ဘောဟာဘလောက်ထိရုပ်တံစူးစမ်းခဲ့ရတယ်ကိုယ်ကတော့မှယုံကျွန်တော်အောက်မှာယုံတယ်ထင်းပါတော့1998ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာအမိဒေါ်ကြီးအဖဦးရင်းနိုင်တို့ကဦးရနိုင်ရဲ့လာခေါ်တော့လို့ကိုသားဟုတ်ဦးရနိုင်ရဲ့ကျော်ရီပါကောကျော်ရီကကိုအင်္ဂလိပ်ကလေးကအမကအစင်းမှာတင်ညာတင်ကြခဲ့ပြီးကျွန်တော်ရှင်းနေတာအရွယ်မှာအတက3မြောက်ဥက္ကလာမှာကဲဆရာမရဲ့ကိုသမီးကိုလာခေါ်ဒီနေ့အနာကတော့ဆရာမနှစ်ပါးကမှအထုပ်ပါတီတွေပြောတယ်အဲ့ဒီလိုနဲ့စင်နဲ့အောင်ပြီးတဲ့နောက်မှာအမျိုးသားယဉ်ကျေးမှုနဲ့လူပညာတက္ကသိုလ်ရန်ကုန် University of Arts and Culture ရန်ကုန် UNI We Are City University ပါပညာရှိရဲ့ဆင်းမှာတော့ကျွန်တော်ဟာမျိုးသားယဉ်ကျေးမှုနဲ့လူပညာတက္ကသိုလ်ရန်ကုန်မှာတပိတ်ပညာနဲ့ဘွဲ့ရရှိခဲ့ပါတယ်။ပါတယ်။ဘွဲ့ရရှိပြီးတဲ့အခါမှာဟုတ်ပါပြီပါမုတ်ခါကြီးရဲ့ဆင်းမှာတော့ပါမောက်ကနေကြီးတော့ပါမုတ်ခအဲ့လိုနဲ့ကျွန်တော်ငယ်ဘဝကိုပြန်ရောက်သွားတဲ့အခါမှာကျွန်တော်မသိလို့ပြောမယ်အဲ့လိုမဟုတ်ပါဘူးကပြောတာတော့နော်ထက်ကထက်လည်းကူးနေတာရှင်မိုးရဘွားလေးပြောဒီလေးနေရတာလေးနေရအောက်က